ဘာနဲ့ပြက်လဲပြက်မယ် ကျက်လို့ပြောမယ်ဒီကောင်းကန်ဤဝါဆဲခါထောက်ပြီးအထောက်လေးလောက်လိုက်ဤဝါဆဲမလားအထောက်လေးလောက်လိုက်လာဟာလာအထောက်လေးလာလောက်ဒီလာရထောက်လေးလာလောက်လာလောက်နဲအင်ကြီးဆွတာငါဝေးထားတယ်အင်ကြီးဆွကုစားအင်ကြီးဆွအော်ဖမန်တော့ဖြစ်လာမှဆိုငါမဆွနော်ဒီဤဝါဆဲဟာငါမှုတစ်ခုကျွေးမယ်ရာဒီမှုထောက်ယူလားသုံးခုယူလားဒီပါတစ်ခုပြီးမယ်ဒီဝါဆဲအေးဘာမဆိုင်နော်ငုံမဲလိုတော့လာမလုံးနဲ့ကြောင်ရလုံးလိုက်ချစ်ပေါ်ငါကြောင့်ဝင် ဒီပြတ်တအဖြစ်ဆိုတအဖြစ်ဆိုတေးပြီးပဲတသားလောက်ဆက်မှာဘလို့တရဲ့အဖေနော်တအဖေရတအဲ့ဒါဒကိုးရဲ့အဆွေးနဲ့အဲ့လိုကိုကဆက်ဦးရှိတာတအဖေဆိုမတိမ်တော့ဖြစ်မယ်တရဲ့အဖေရှာဖို့ချက်ဖို့ငါဟိုမကွေးရကြရင်သူมึงมีปัญญาบ้าง ဆရာကြီးပဲ มีปัญญาขึ้นมากูมีปัญญาขึ้นมาอีสกามายินไล่อีสกาฮะGà uy mà ta gà uy Em ngã con hậu chi đến là thế này gì làm gì mi à vậy phía này không bắt tiền thôi này chia sẻ để tôi chưa đâu ဟာလေဝင်လို့မရအောင်ဖယ်ပါရှင်းတာအ Nó miệt thôi này ê này nó miệt thôi này ဟာလောက်ပါလေ này ngà chia sẻ chứ đâu ဒီဘာမဝေးတဲ့ငါနဲ့ကြောက်လို့ပြောတာညလာတော့လည်းသွားတည်ရင်နဲ့ကောက်ကြည့်ရောနဲ့ကောက်ပြရမယ်လူများဆိုဘလို့ရတာလဲ အဲ့ဒါကောက်ပါဘူးလေအဲ့ဒါကောက်ပါဘူးလေ ဟုတ်ခါပြန်နေအောင်ကောင်းနေချက်နေလား thật à အေးပါဒီများတိုးလို့မရလဲလို့ရရဖူးသွားရောသိလားမလိုက်နဲ့ဘယ်သူမှမလိုက်တဲ့စုံဝဲကျဲခံရရလို့ nó có nằm nhà bá